မင်္ဂလာပါ Technical Point ရှင်တွေမှာပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့ဒီနေ့တိုးတက်နေတဲ့ကဘာကြီးမှာအင်အောင်ကိုဘယ်လိုအကျိုးရှိရှိအသုံးချမလဲအင်အောင်ကိုကျွန်တော်တို့ကဘယ်လိုခိုင်းစေမလဲဒါတွေကိုကျွန်တော်တို့ကရှင်းလောက်ပြမှာဖြစ်ပါတယ်အင်အောင်ကိုဘယ်လိုခိုင်းစေမလဲဘယ်လိုအသုံးအကျိုးရှိရှိအသုံးချမလဲဆိုတဲ့နေရာမှာဥပမာကျွန်တော်တို့ကအကြောင်းမျိုးရောက်နိုင်ငံချက်ကိုရောက်လာတယ်ဆိုတော့ဘာသာစကားတစ်ခုကိုလည်းကျွန်တော်တို့တွန်းရင်မတက်မြောက်သေးဘူးလေးလာနေတဲ့အချိန်ကာလအဲ့လိုမျိုးအချိန်မှာကျွန်တော်တို့ကလောင်းဟုတ်ခင်မှာလောရတဲ့အချိန်မှာကျွန်တော်တို့လည်းဘာသာစကားအခက်အခဲတွေဖြစ်လာတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီဘာသာစကားအခက်အခဲကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းမလဲကျွန်တော်တို့တကယ်ရှင်းအသိမိုက်ဆိုတွေကိုမေးပြီးမှဖြေရှင်းလို့ရတယ်ဒါကတော့တစ်ပိုင်းပဲနောက်တစ်ပုံကကျွန်တော်တို့တကယ်ရှင်းအသိမိုက်ဆိုတွေကိုလည်းအမြဲတမ်းကျွန်တော်တို့ကဖြေရှင်းခိုင်းနေလို့မရဘူးအဲ့ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဒီနေ့ကနေနိဗ္ဗာန်ခကြီးဆိုကျွန်တော်တို့အရာကိုကျွန်တော်တို့လို့ရှင်းတဲ့အကြောက်ရတယ်ဓာတ်ပုံနဲ့စားတဲ့ဘယ်ဟာဖြစ်ဖြစ်ကျွန်တော်တို့အရာကိုမေးပြီးကျွန်တော်တို့အခက်အခဲပြဿနာတွေကိုလောင်းခွင်မှာဂျုံတင်နေရတဲ့အခက်ကိုကျွန်တော်တို့ဖြေရှင်းရမယ်အဲဆိုရင်ဘယ်လိုဖြေရှင်းမလဲဆိုတော့ကျွန်တော်နဲ့တူမိတ်ဆွေတို့လိုက်လို့ကြည့်လို့ရပါတယ်ဥပမာကျွန်တော်မိမိဖုန်းထဲမှာတော့ဂျမနိုင်းနဲ့ပဲလောက်ပြပါဖြစ်ပါဂျမနိုင်းတို့ဆက်ကြည့်ပြီးလို့ဒါအရင်ကတော့အများကြီးရှိတာပေါ့နော်ဒါမှကျွန်တော်ကဂျမနိုင်းကိုပဲဦးစားပြီးကျွန်တော်ပုံပြမှာဖြစ်ပါတယ်ဂျမနိုင်းကိုမိမိဟိုဒီမှာ Play Store ကနေ download ဆွဲထားပါinstall လုပ်ထားပါ account မိမိရဲ့ Gmail account နဲ့ account ဝင်ထားပါဒါဆိုရင်ဂျမနိုင်းကိုတစ်ချက်ဖွင့်လိုက်မှာဖြစ်ပါတယ်ဂျမနိုင်း account ဖွင့်တဲ့နည်းလို့ပါတော့ကျွန်တော်မပြတော့ဘူးဂျမနိုင်းကိုတစ်ခါလေးကျွန်တော်ဝင်ပြမယ်အခုဂျမနိုင်းကို share ဝင်လိုက်မယ်ဂျမနိုင်းကို share ဝင်လိုက်ရင်ဂျမနိုင်းမှာ create email create music ဓာတ်ပုံလို့ဖန်တီးလို့ရတယ်သရှင်းတွေဖန်တီးလို့ရတယ်နားပါနော်ဒါအများကြီးပါတာပေါ့အများကြီးပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့တရားတွေကိုဘာမှမရွေးဘူးအောက်မှာဒီမှာ ask ဂျမနိုင်းကိုမေးလို့ရတယ်ကျွန်တော်တို့ဗာမေးမလဲဥပမာကျွန်တော်ကလောင်းဟင်မှာအလောက်လောက်နေတယ်ဆောက်လို့ရေးလောင်းလောက်နေတယ်ဆိုရင်ဥပမာဆောက်လို့ရေးနဲ့ပတ်သက်တဲ့ဆောက်လို့ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်ရှင်းပြပါဆိုရင်ဆောက်လို့ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုအကုန်လုံးရှင်းပြပေးမယ်ကျွန်တော်ကဆောက်လို့ရေးအကြောင်းကိုပြောပြပေးပါလို့ကျွန်တော်ကရိုက်ချစ်လိုက်ရင်ပြီးရင်ဒီမှာဆင်းလောက်လိုက်ရတယ်ဒီကဆောက်လို့ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဒီကဆင်းရှင်းသူပြောပြပေးမှာဖြစ်ပါတယ်ဆောက်လို့ဆိုတာလူနေအင်ရှယ်ဆောက်အောင်ဒါတွေအကုန်ပြောပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကနေဟိုမှာအမေရိကန်ကရောက်နေပြီပါဆို9ရောက်ရောက်နေဆိုရင်မိမိဘာစကားမကြွရင်ဘူးဆိုရင်မိမိလိုချင်တဲ့စကားလုံးကိုမြန်မာလိုရိုက်ထိလိုက်တာနဲ့ကိုကသူပြောဘယ်လိုပြောရလဲအင်္ဂလိပ်လိုသူကဘာသာပြန်ပြမှာဖြစ်ပါတယ်ဒီလိုကျွန်တော်ရေးပြပေးမှာဖြစ်ပါတယ်ကြောင်းမတော်ဘူးလားဆိုတာကိုအင်္ဂလိပ်လိုရေးပေးပါအင်္ဂလိပ်လိုဘာသာပြန်ပေးပါလို့ရေးလိုက်ဒါဆိုရင်သူကအင်္ဂလိပ်လိုကျွန်တော်မြန်မာလိုပြောလိုက်တဲ့စကားကိုသူကအင်္ဂလိပ်လိုဘာသာပြန်မှာပဲ Don't you go to school အမင်းကြောင်းတော်ဘူးလားအဲ့လိုမျိုးဘာသာပြန်ပြတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ပြောရှင်တဲ့စကားလုံးတွေကိုပဲဘာသာပြန်လို့ရတာလည်းမဟုတ်ပါဘူးကျန်တဲ့ပုံတွေဓာတ်ပုံတွေဗီဒီယိုတွေအကုန်လုံးမိမိစိတ်မိမိလုံးနေဆိုရှေ့တို့လိုလုပ်လို့ရတယ်ဖြစ်ပါတယ်ဥပမာကျွန်တော်ကဓာတ်ပုံတစ်ပုံမှာပါတဲ့စာတော့ကိုကျွန်တော်မဖတ်တတ်ဘူးဗျအဲ့ဒါကိုကျွန်တော်ကဘာသာပြန်ခိုင်းမယ်မြန်မာလိုပြန်ခိုင်းမယ်ဒါဆိုဘယ်လိုပြန်မလဲဆိုတော့ရှင်းလိုက်ကြည့်ကြဒါအပေါင်းလက္ခဏာကိုတစ်ချက်နဲ့ပြောမယ်နောက်ပြီးဒီမှာ gallery ရှိတယ် gallery မှာဓာတ်ပုံရှိဆိုရင်ဓာတ်ပုံတစ်ခါလေးလောက်လိုက်ရတယ်အဲ့မှာ gallery မှာမရှိဘူးဆိုရင်ကျွန်တော်တို့ကင်မရာနဲ့တစ်ခါလေးကိုရိုက်ရှင်တဲ့ဟာပေါ့ဓာတ်ပုံကိုရိုက်လိုက်ပြီးမှအဲ့ဒါကိုမေးလို့ရတယ်အဲကျွန်တော်မှလည်းရိုက်ပြီးသားရှိတယ်အဲ့ပုံကိုကျွန်တော်မေးကြည့်မယ်ဒီဟာပေါ့နော်အဲ့ဒါကိုကျွန်တော်မေးဒီခြေကစာတွေရဲ့အတိတ်ဘက်ကိုကျွန်တော်ရှင်းပြပါလို့ကျွန်တော်ရေးလိုက်မယ်
ဆိုကျွန်တော်ခိုင်းလိုက်ပြီသူဘယ်လိုပြောင်းမလဲဆိုတော့ခဏလေးတောင်းကြည့်ပြပါဒီမှာပုံမှန်စာသားတွေကပေါ်တူဂီဘာသာစကားနဲ့ရေးထားဖြစ်ပြီးအခုလိုဘာသာပြန်နေပါတယ်အမောများရမှာကာကိုပြတာအသက်ရှူမှရုပ်ဆရာစိတ်ထုတ်မျက်နှာဖုံးဖြစ်ပါတယ်ဘုနော်ဗတိယကိုစိတ်ထုတ်ပြတဲ့စနစ်ဘုနော်ဒါအခြေချုံသူရှင်းပြထားတာဘုနော်ဒီလိုပုံစံမျိုးဘုနော်ကျွန်တော်တို့မသိတဲ့ဇာတ်တွေဆိုရင်ကျွန်တော်တို့အကုန်လုံးကိုတရားကိုဘာသာပြန်ခိုင်းလို့ရတာဖြစ်ပါတယ်တိုးတဲ့လက်ခက်ကြီးမှာကျွန်တော်တို့ဘာသာစကားတစ်ခုကိုပြောကြည့်ရင်တက်မြောက်မနေဘူးဆိုရင်တော့မှကျွန်တော်တို့တရားကိုအသုံးပြုပြီးမိမိတို့လောင်းခုမှာအကျိုးရှိရှိသုံးရှာလို့ရတယ်ဆိုတော့ကျွန်တော်ဒီနေ့ဒါပြောပြပေးရှင်းဖြစ်ပါတယ်မဆိုလို့ဒီနေ့လည်းလောက်ကြည့်ရင်အဆင်ပြေနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်